မေလ31ရက်တွင်အိန္ဒိယနိုင်ငံတွင်ကျင်းပသော82ကြိမ်မြောက် Miss World ပွဲတွင်ထိုင်းကိုစားပြု Oppo Sushata မှအနိုင်ရရှိခဲ့ပါသည် Thailand သူမဟာထိုင်းနိုင်ငံအတွက်ပထမဆုံး Miss World Crown ကိုယူပေးခဲ့တော့တပ်အငယ်ဆုံး Queen လေးဖြစ်ပါတယ်။သူမဟာငယ်ရွယ်ပြီးထက်မြက်တဲ့အမေတယောက်လေးဖြစ်တယ်လို့စိတ်တိုက်ကြံ့ခိုင်တဲ့အလှမေတယောက်လေးဖြစ်ပါတယ်။ Oppo Sushata ရှုံစီရီဟာသူမနိုင်ငံအတွက် International မှာဂုဏ်ဆောင်အလှမေတယောက်ဖြစ်ခဲ့ပါတယ်။သူမဟာ2024ခုနှစ်တွင် Miss Universe Thailand ဖြစ်Miss Universe တွင်တွားရောက်ရှင်ပြိုင်ခဲ့တော့လေတက်ရနာအဖနဲ့ကျင်းပခဲ့ရပါတယ်။သို့တော်လည်း Oppo Sushata ဟာ Miss Universe Organization နဲ့ဆင်မပြေခဲ့တော့ကြောင့်သူမဟာဒီ throne လောက်ခံရပြီး2025ခုနှစ်တွင် Miss World Thailand ဖြင့်ဝင်ရောက်လာက Miss World 2025ဖြင့်သူနိုင်ရရှိခဲ့ပါတယ်။သူမရဲ့အဖေများဟာရိုးရှင်းနေခဲ့ပြီးလေးနက်နေခဲ့ပါတယ်။သူမဖြေတော်အဖေများဟာဘာလို့လဲအားလုံးအတွက်ဖြေခဲ့တဲ့အဖေဖြစ်တော့ကြောင့်သူမဟာဝန်နာနဲ့ထိုက်တန်ကြောင့်အပြည့်အဝထောက်ခံပေးခဲ့ကြပါတယ်။ until the last breath of my life. Thank you. Thank you.